မနေ့ပြန်နေရပါဦးမယ်လို့ဘယ်သူမှမပြောနိုင်ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့သေတရားအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီးတနည်းအားဖြင့်မြတ်စွာဘုရားကတော့တင်စားပြီးတော့ပြောတာပေါ့ဗျာလက်နဲ့တွေအများကြီးပိုင်တဲ့သေမင်းနဲ့တို့နဲ့ဘယ်တော့ကြမှာတွေ့ရအောင်လို့ချိန်ထားတာမရှိဘူးတဲ့မြတ်စွာဘုရားကအဲ့တော့ဦးဇင်းတို့နားလည်အောင်ပြောရအောင်သေတရားအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးသိနိုင်တယ်ဟုတ်လားကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးဘယ်အကြောင်းပဲချွတ်တဲ့သိနိုင်တာပဲဟုတ်ရဲ့လားသိကြတာကတော့ကံကတဖြည်းဖြည်းနဲ့တောက်ရည်ဦးတွေကရေအမြဲတမ်းတောက်နေတဲ့တောက်ရည်ဦးတွေကရေလို့တစ်ခွက်တောက်လိုက်ရင်တော့တစ်ခွက်စာနဲသွားတာပဲတရက်နေပြီးရင်တော့တရက်စာနဲသွားတာတော့အမှန်ပဲဒါဘယ်လိုမှမငြင်းနိုင်ဘူးမနေ့ပြန်သေးတယ်မသေးဘူးဆိုတဲ့ကိစ္စအသာထားတရက်နေပြီးရင်တော့တရက်နေ